ကျမဒီနေ့သားဓုဝယ်လာခဲ့ပါတယ်ဒီမှာအသားဓုကိုကြော်ထားပါတယ်မဆလာမဝယ်ခဲ့လို့မလို့ဟိုဟာကျက်သွန်ဖြူနဲ့အသားဓုနဲ့ပဲစားလေးနည်းနည်းနဲ့ပဲထည့်ပြီးကြော်ထားပါတယ်ဒီမှာဒီဟာနဲ့ဒါဟိုဟာလေးပူတင်ဘူးဒါလေအပွားခဏခဏပြောတယ်ပူတင်nhiều tí chi đi sọ quá nhiều tí chi đi sọ lên đó sao còn này bút thiam à đi này sao à này thì thế là nhiều tí chi đi sọ rồi tôi ye sai sọ lên đó là trên sắc lý rồi tại vì đó mà salam nhá khen ra nè đó đi này sao à mấy我打入就落啥子没？所以呢，打入不来那种个的，打入就啊，人家说，没就有啊。ဖွဲ့လိုက်ကြည့်လာပြီဆိုလို့ရှိရင်ဒီဥစ္စာပလူပလူနဲ့ဒီလိုမျိုးဆိုတော့တန်းခုံသွားစားကြပါဒီတမျိုးနဲ့မမလေးနဲ့အိမ်လွှဲနေရတာအမေနဲ့ဖုန်းပြောနေတယ်ဘယ်လိုကြွားမအောင်မေးပြီးစားပြီးရိုင်းနေလို့ပြောတဲ့ဟာကိုဒီဘက်ဖုန်းနဲ့မခေါ်ပဲနဲ့အဲ့လိုမျိုးဟာလို့ရအောင်ကျက်သွန်ဖြူအများကြီးရိုက်ခဲ့တာတော်လေးစားကောင်းတယ်မဟုတ်ဒီစောကြောင့်မလဲအခုနခေါက်ဆက်ပြုတ်စားတာဘိုင်ဝါနေတော့မှဆက်စားနေတာလည်းစားကောင်းတယ်ဒီနေ့ကသားတို့မင်းရှို့ပြီးခင်တာဒီလိုချော်စားတာပို့ကြတယ်ကောင်းတယ်ဟာလို့ကောင်းတယ်နောက်ပြီးမှနေနေမှာထပ်စားမယ်ပတာ